ဇလန်းကရုရှားနဲ့သူမရဲ့စစ်ဆက်ထားသူနကီတို့ရဲ့မင်္ဂလာပွဲဖြစ်မဲ့အနာဂတ်9ရက်အလိုကနေစတင်ထားပြီးတေးထိတ်ရင်ဘူးရုပ်ရှင်တစ်ခုတည်းကထွက်လာတဲ့အတိုင်းပါပဲနေရာတိုင်းမှာသွေးတွေကြီးပဲဖြစ်ပြီးတိတ်ကိုဆိုးရွားတဲ့အရာတစ်ခုခုဖြစ်ပျက်ခဲ့တယ်ဆိုတာသိနိုင်ပေမဲ့ဘာလဲဆိုတာတော့မသိရပါဘူးအခုပြစ္ဆုတ်ပံကိုပြန်သွားရင်တော့ရုရှားနဲ့နကီတို့ကမင်္ဂလာဆောင်ဖို့အတွက်နကီရဲ့မိသားစုအိမ်ကိုကားမောင်းသွားနေကြပါတယ်လမ်းဘေးနားနေစခန်းတစ်ခုမှာသူတို့ကကားထဲမှာကလေးတစ်ယောက်တည်းရှိနေတာကိုတွေ့ခဲ့ရလို့ရုရှားကအကူအညီလမ်းတောင်းဖို့နောက်ထပ်နားနေစခန်းတစ်ခုကိုသွားနေတော့နေကီကကလေးနဲ့အတူနေခဲ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်ရုရှားကထူးဆန်းတဲ့အရေးအယောင်တွေကိုသတိထားမိလာပါတယ်ဥပမာရေချိုးခန်းအိမ်သာခွက်ထဲမှာတေးဆုံးနေတဲ့မြေခွေးတစ်ကောင်ကိုတွေ့တာမျိုးနဲ့ကြောက်စရာကောင်းတဲ့လူတစ်ယောက်ရဲ့အနောက်ကနေလိုက်ချောင်းတာကိုခံရတာမျိုးတွေဖြစ်ပြီးသူမကကိုကာကွယ်တဲ့အနေနဲ့သူမရဲ့တော်တွေနဲ့ထိုးလိုက်ပေမဲ့ထိုလူကဘာတော့ပြန်မှုမှမရှိပဲသူမကိုမင်္ဂလာပွဲအကြောင်းမေးမြန်းခဲ့ပါတယ်သူမကနေကီနဲ့ကလေးရှိတဲ့နေရာကိုပြန်သွားတဲ့အခါနစ်ကီကကလေးမိဘတွေကလမ်းလျှောက်ထွက်နေကြတာဖြစ်ပြီးသူတို့ကလေးနဲ့အတူရှိနေတာကိုမြင်တော့သူ့ကိုတိုက်ခိုက်ခဲ့ကြတယ်လို့ပြောပြပါတယ်သူတို့ကသူ့မိသားစုရဲ့တစ်လုံးအိမ်ကိုရောက်ရှိသွားကြပြီးသူ့ညီမဖော်ရှာကစိတ်မကောင်းစရာလူသားဆာရီမန်အကြောင်းကိုပြောပြပါတယ်ထိုလူကငရဲကနေတက်လာပြီးသူ့ဇနီးကိုရှာဖွေတွေ့ရှိဖို့မျှော်လင့်ချက်နဲ့အမျိုးသမီးတွေကိုရင်ခွဲတက်တဲ့သူဖြစ်ပါတယ်နစ်ကီရဲ့အမေဗစ်တိုရီယာကတော့လှုပ်ဝက်ဆန်းကျဲပြီးရန်လိုတဲ့ပုံစံပြုမှုနေပြီးရုရှားကသူနဲ့မင်္ဂလာမဆောင်ပါနဲ့လို့ရေးထားတဲ့ပြန်လည်ပေးပို့လာတဲ့မင်္ဂလာဖိတ်စာတစ်စောင်ကိုရရှိခဲ့ပါတယ်။မင်္ဂလာပွဲမတိုင်ခင်၄ရက်အလိုမှာရုရှားရဲ့မင်္ဂလာဝတ်စုံကလှုပ်ဝက်ဆန်းကျဲစွာပျောက်ဆုံးသွားခဲ့ပေမဲ့နစ်ကီရဲ့ညီမဖော်ရှက်ကရုရှားကိုဗစ်တိုရီယာရဲ့မင်္ဂလာဝတ်စုံကိုအစားထိုးဝတ်ဆင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။လူတိုင်းကထူးဆန်းစွာနဲ့အတင်းအကျပ်တိုက်တွန်းနေကြတာမို့ရုရှားကအားနာပြီးလက်ခံလိုက်ရပြီးထို့နောက်မှာတော့တောအုပ်ထဲလမ်းလျှောက်ထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သူမကတစ်ပင်ပုံမှာပူဇော်ပသထားပြီးသူမရဲ့မူလမင်္ဂလာဝတ်စုံကိုဝတ်ဆင်ပေးထားတဲ့လူတကိုယ်စားရွယ်စားရှိတဲ့ဆုံးကဝေအတက်သုံးဘိုးတို့အယုတ်တစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ်။ပြီးတော့သူမကနစ်ကီရဲ့အဖေကတင်းချိုင်းချင်းတူးနေတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ရုရှားအိမ်ကိုပြန်ရောက်တဲ့အခါယူလို့အမိရတဲ့နစ်ကီရဲ့အကိုအကြီးဆုံးရဲ့သားကစိတ်မကောင်းစရာလူသားဆာရီမန်ကိုရှုပ်ထွေးသွားစေပြီးရုရှားကိုသူ့ရန်ကနေကယ်တင်နိုင်မှုအတွက်သူကိုယ်တိုင်အဲ့ဒီလိုလုပ်ခဲ့တာပါလို့ဝန်ခံခဲ့ပါတယ်။နစ်ကီရဲ့အမေဗစ်တိုရီယာမှာကြီးမားတဲ့အုံနောက်အကျိတ်ရှိနေပြီးဒီမင်္ဂလာပွဲကသူမအတွက်သားဖြစ်သူနဲ့အတူနောက်ဆုံးဖြတ်တန်းရမယ့်အတွေ့အကြုံဖြစ်ဖို့များအားတယ်ဆိုတာကိုလည်းသိရှိခဲ့ရပါတယ်။မင်္ဂလာပွဲမတိုင်ခင်3ရက်အလိုမှာတော့နစ်ကီရဲ့အဖေကဗစ်တိုရီယာအတွက်ကုသမှုရွေးချယ်စရာတွေရှာဖွေဖို့သူ့ရဲ့သားရည်စင်ရုပ်လုပ်ငန်းကိုလုပ်ကင်နေပြီးအဲ့ဒီမှာတင့်ကိုတစ်သက်လုံးစိတ်တန်ရာရစေမဲ့ခွေးတစ်ကောင်ရဲ့အခန်းလဲပါဝင်ပါတယ်နစ်ကီရဲ့အကိုအကြီးဆုံးဂျိုးနဲ့သူ့ဇနီးနှုတ်တို့ကရေချိုးခန်းထဲမှာပြင်းပြင်းထန်ထန်ရန်ဖြစ်ခဲ့ကြပြီးနောက်ပိုင်းမှာသူတို့ကွာရှင်းကြတော့မယ်ဆိုတာကိုသိရှိခဲ့ရပါတယ်ရုရှားကညသက်ခေါင်မှာနိုးလာတဲ့အခါမှာတော့သူမဟာအမည်မသိလူသားတစ်ယောက်ရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်ယူကရုန်းကန်နေတဲ့အတန်တွေကိုကြားရပြီးသူ့ဖေစီသွားကမြင်းကြီးထက်ကလူရဲ့အကြောင်းသူရိုက်ထားတဲ့ဗီဒီယိုကိုပြသခဲ့ပါတယ်။အဲ့ဒါနဲ့မဆိုင်ပဲ1998ခုနှစ်ကရုရှားရဲ့မိဘတွေအခုသူမမင်္ဂလာဆောင်မဲ့နေရာတိကျမှာပဲမင်္ဂလာဆောင်ခဲ့ကြတဲ့အိမ်တွင်းဗီဒီယိုမှတ်တမ်းတစ်ခုကိုမြင်တွေ့ရပါတယ်ရုရှားရဲ့အမေအလက်ဆန်ဒရာကအဲ့ဒီအတွေ့အကြုံကိုဘွားရိုက်ကူးနေခဲ့တာဖြစ်ပြီးသူမဒီမျိုးကိုခြေချခဲ့ကဖြစ်ပျက်ခဲ့တဲ့ထူးဆန်းတဲ့အရာတွေကိုပြသခဲ့ပေမဲ့အရေးအယောင်အားလုံးကိုလစ်လျူရှုဖို့ရွေးချယ်ခဲ့ပါတယ်သူတို့ကတက်တေတယောက်တည်းပဲရှိတဲ့လွတ်နေတဲ့ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာမင်္ဂလာဆောင်နေကြတာကိုမြင်ရပြီးအဲ့ဒီတက်တေကတော့ဇလန်အစမှာရုရှားကိုလိုက်ချောင်းနေတဲ့ထူးဆန်းတဲ့လူပဲဖြစ်ပါတယ်မင်္ဂလာဆောင်ပြီးနောက်မှာသူတို့ကရုရှားအခုရှိနေတဲ့တစ်လုံးအိမ်ကိုပြန်သွားကြပြီးအလက်ဆန်ဒရာမှာရုတ်တရက်သွေးလွန်တဲ့ဝေဒနာတစ်ခုခုခံစားရကကျန်းပြင်ပုံမှာတင်ကွယ်လွန်သွားခဲ့ပုံရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကသူမကရုရှားကိုဝန်ဆောင်ထားတာမို့ရုရှားရဲ့အဖေကတင်သဘောပေါက်မယ်ဆိုရင်သူ့ရဲ့ကိုယ်ပိုင်ကိရိယာတွေနဲ့အလက်ဆန်ဒရာရဲ့ပိုက်ထဲကနေကလေးကိုထုတ်ယူခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကကလေးပဲရှိသေးတဲ့နစ်ကီရဲ့အကိုဂျိုးစ်ကကတင်အောက်မှာပုံနေခဲ့ပြီးဒီအဖြစ်အပျက်တစ်ခုလုံးကိုမျက်မြင်တွေ့ရှိခဲ့တာဖြစ်ကဒါကပဲစိတ်မကောင်းစရာလူသားဆာရီမန်ကိုမွေးဖွားပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်သူကအခြေခံအားဖြင့်ရုရှားရဲ့အဖေကိုစိတ်မကောင်းစရာလူသားအဖြစ်သတ်မှတ်ခဲ့တာပါ။ဗီဒီယိုထဲမှာလည်းရုရှားရဲ့အဖေကအလက်ဆန်ဒရာကို sorry လို့အကြိမ်ကြိမ်ပြောနေတာကိုမြင်တွေ့နိုင်ပြီးဒါကပဲ sorry ဆိုတဲ့စကားလုံးလာရဖြစ်ပါတယ်။အခုပြစ္ဆုတ်ပံအချိန်ကိုပြန်ရောက်ရင်တော့ရုရှားကိုပြန်ပေးဆွဲခဲ့တဲ့လူကသူမရဲ့ကိုယ်ပိုင်ဖခင်ဖြစ်နေတာကိုထင်ရှားစေပြီးသူကရုရှားကိုအိမ်တွင်းဗီဒီယိုကိုပြသနေခဲ့ပါတယ်သူကရုရှားကိုမိသားစုချိန်စာတစ်ခုရှိကြောင်းအကယ်၍သူမရဲ့ဖူးစာဖက်အစစ်အမှန်နဲ့မင်္ဂလာမဆောင်ဘူးဆိုရင်သူမရဲ့မင်္ဂလာဦးညမှာပဲသူမအမေလိုကွယ်လွန်သွားလိမ့်မယ်လို့ပြောပြဖို့ကြိုးစားပါတယ်ဗီဒီယိုရဲ့အဆုံးမှာတော့ရုရှားရဲ့အမေကရုရှားအတွက်သတိပေးချက်တစ်ခုအနေနဲ့သူကမင်းရဲ့ဖူးစာဖက်အစစ်ဟုတ်ကောဟုတ်ရဲ့လားလို့မေးခဲ့ပါတယ်ရုရှားကထူးဆန်းတဲ့လူကိုတွေ့ခဲ့တဲ့လမ်းဘေးနားနေစခန်းစီပြန်သွားပြီးကျင်းစာကြောင်းပြောဖို့သွား
သွားခဲ့ပေမဲ့သူမသူ့ကိုမြင်လိုက်ရတဲ့အခါမှာတော့ထိုလူကသူမသူ့ကိုလှုပ်ခဲ့တယ်လို့မျိုးပဲသူမကိုပြန်ထိုးနှက်ခဲ့ပါတယ်ဒါပေမဲ့သူကကလက်စားချေတဲ့အနေနဲ့သူမရဲ့ခြေထောက်ကိုပဲလှုပ်ခဲ့တာမို့သူမကိုပြင်းပြင်းထန်ထန်ထိခိုက်စေတာမျိုးတော့မဟုတ်ပါဘူးပြီးတော့သူ့ရဲ့ဘိုးဘွားဘီပင်တွေရဲ့အကြောင်းနဲ့သူတို့ကမျိုးဆက်လိုက်ချိန်စာတစ်ခုကိုဘယ်လိုစတင်ခဲ့လဲဆိုတာပြောပြပါတယ်အဲ့ဒီချိန်စာအရသူတို့ကဖူးစာဖက်အစစ်နဲ့မင်္ဂလာဆောင်ရမှာအဖြစ်ပြီးမဟုတ်ရင်မင်္ဂလာဥညမှာကွယ်လွန်သွားပါလိမ့်မယ်ဒါပေမဲ့အကယ်၍သူတို့ကထိုလူနဲ့မင်္ဂလာမဆောင်ဖို့ရွေးချယ်လိုက်ရင်တော့ချိန်စာကသူတို့ရဲ့လက်တွဲဖော်နဲ့ထိုလက်တွဲဖော်ရဲ့မိသားစုတစ်ခုလုံးစီကိုအလိုလျောက်ကူးဆက်သွားမှာဖြစ်ပါတယ်အခုတော့ Rachel နဲ့ Nicky တို့ရဲ့မင်္ဂလာအခမ်းပွဲနေ့ကိုရောက်ရှိလာပြီး Rachel ကသူမနဲ့ Nicky ဘယ်လိုဆုံတွေ့ခဲ့လဲဆိုတဲ့အကြောင်းကိုပြောပြနေပါတယ်သူတို့နှစ်ယောက်လုံးကလေရင်တစ်စင်းနဲ့ကိုစီးဖို့စောင့်ဆိုင်းနေကြတာဖြစ်ပြီး Rachel ကလေရင်ပေါ်မှာမကောင်းတာခုဖြစ်တော့မယ်လို့အလိုခံစားရတာကြောင့်လေရင်မစီးဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမက Nicky ကိုအဲ့ဒီအကြောင်းပြောပြတဲ့အခါမှာတော့သူကလည်းမစီးဖို့ဆုံးဖြတ်ခဲ့ပြီးလေရင်စီးမဲ့အစားသူမနဲ့အတူကားမောင်းပြီးခရီးတူသွားဖို့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ Rachel ကအဲ့ဒီဇလန်းပေါ်အခြေခံပြီးသူမနဲ့ Nicky ကဖူးစာဖက်အစ်စ်တွေပါလို့စပြောနေပေမဲ့ Nicky ရဲ့အကိုဂျိုးရောက်လာပြီးဇလန်းရဲ့မကိုက်ညီမှုတွေကိုထောက်ပြက Nicky ကလမ်းခွဲထားတာမကြသေးပဲအဲ့ဒါကြောင့်သာ Rachel နဲ့အခုလိုမျိုးရုတ်တရက်ခရီးထွက်နိုင်ခဲ့တာလို့ဖွင့်လိုက်ပါတယ်ပြီးတော့ Nicky က Rachel ကိုသူလမ်းခွဲထားတာမကြသေးဘူးဆိုတဲ့အကြောင်းကိုမပြောခဲ့ပါဘူးထို့နောက် Rachel က Joel နဲ့ နောက်တို့ကိုသူမရဲ့မိသားစုပေါ်ကမျိုးဆက်လိုက်ချိန်စာအကြောင်းဖွင့်ပြောပြခဲ့ပြီးသူတို့ကသူမကိုကူညီဖို့ကြိုးစားကြပါတယ်အကြောင်းကတော့သူမကသူတို့အားလုံးပါကွယ်လွန်သွားနိုင်တယ်လို့ပြောပြခဲ့လို့ဖြစ်ပါတယ်သူမနဲ့နောက်တို့ကအိမ်တော်ရေးမှတ်တမ်းအားလုံးကိုတင်စီထားတဲ့မျိုးပြအဆောက်အဦတစ်ခုတည်းကိုခိုးဝင်ခဲ့ကြပြီးမင်္ဂလာဥညမှာတင်ကွယ်လွန်သွားခဲ့ကြတဲ့ရှီလျာလာတဲ့လူစည်းရင်းကိုရှာဖွေတွေ့ရှိခဲ့ကအားလုံးကတက်တည်အဖြစ်လက်မှတ်ထိုးထားတဲ့သူကတယောက်တည်းဖြစ်ပြီးအဲ့ဒါကတော့သူမကိုစကားပြောခဲ့တဲ့လူပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့က58နှစ်ကြာအောင်အတူလက်တွဲခဲ့တဲ့အမျိုးသမီးတစ်ယောက်ကိုရှာတွေ့ခဲ့တာမို့ Rachel ကသူမစီကနေအဖြေချို့လိုချင်ခဲ့ပေမဲ့ထိုအမျိုးသမီးကကွယ်လွန်သွားခဲ့ပါပြီ။အဲ့ဒီအတော်တွင်းမှာတော့ Nicky နဲ့ Joel တို့ကမြေခွေးအမဲလိုက်ထွက်ခဲ့ကြပြီးမြေခွေးတစ်ကောင်ကလွတ်မြောက်သွားခဲ့ကရင်းရဲ့ခြေထောက်ကမရှိတော့တာမို့ကွယ်လွန်သွားလိမ့်မယ်လို့သူတို့ယူဆခဲ့ကြပါတယ်။သူတို့ရဲ့စကားဝိုင်းအရသူတို့အမေ Victoria နဲ့အဖေတို့ရဲ့အိမ်တော်ရေးကမြင်ရတဲ့လောက်မကောင်းဘူးဆိုတာသိရှိရပါတယ်။နောက်နဲ့ Rachel တို့ပြန်ရောက်လာတဲ့အခါမှာတော့ Portia ကသူတို့အတွက်မင်္ဂလာဆောင်ပြီးသူတို့သမီးနှုတ်ဆက်ပွဲ Bachelor Party တစ်ခုကိုပြင်ဆင်ထားပေးပါတယ်။ပွဲမှာတော့သူတို့က58နှစ်ကြာအိမ်တော်တက်တန်းတည်မြဲခဲ့တဲ့ Rachel ရဲ့ဘိုးဘွားကိုဦးကြဖုတ်ပြသုံးပြီးစင့်ခေါ်ဖို့ကြိုးစားခဲ့ကြပြီးဝိညာဉ်က Portia ရဲ့ကိုယ်ထဲကိုပူးဝင်ကတစုံတစ်ယောက်ကိုဖူးစာဖက်အစ်ဖြစ်လာစေနိုင်တဲ့ဆေးရည်တစ်မျိုးကိုဖော်ဆက်လို့ရကြောင်းအရေးအမွက်ပြောကြားခဲ့ပါတယ်။အဲ့ဒီညနောက်ပိုင်းမှာညောင်းက Rachel ကိုသူမနဲ့ Joel တို့ကွာရှင်းနိုင်ခြေရှိတဲ့အကြောင်းဖွင့်ဟခဲ့ပြီးထို့နောက်မှာတော့တင်သဘောပေါက်မယ်ဆိုရင် Rachel နဲ့ Noel တို့ကြားမှာထူးခြားတဲ့အရာတွေဖြစ်ပျက်ခဲ့ပါတယ်နောက်တော့ Nicky ကသူ့အမေ Victoria ကိုတွားရောက်ရင်ဆိုင်တာကိုမြင်ရပါတယ်။အကြောင်းကတော့သူမကသူ့အဖေပေါ်တစ္ဆာဖောက်ခဲ့ပုံရလို့ဖြစ်ပြီးသူမကစိတ်ဖိစီးမှုတွေများကသူ့အဖေနဲ့နောက်ထပ်လူတစ်ယောက်ကြားရွေးချယ်ခဲ့ရတာဖြစ်ပေမဲ့သူ့အဖေကိုပဲရွေးချယ်ခဲ့တာလို့ရှင်းပြပြီးနောက်မှာတော့မေးလဲသွားခဲ့ပါတယ်။နောက်တနေ့မင်္ဂလာပွဲမတိုင်ခင်တနအီအလိုမှာ Victoria ကနိုးမလာသေးပဲဆက်ပစ္စည်းအချို့နဲ့ချိတ်ဆက်ထားရပါတယ်။ Rachel ကသူမကို Nicky ရဲ့ဖူးစာဖက်အစ်စ်ဖြစ်ပြောင်းလဲပေးနိုင်မဲ့ဆေးရည်တွေပါတဲ့စာအုပ်တအုပ်ကိုရှာတွေ့ခဲ့ပါတယ်။သူမအနေနဲ့အနီရောင်ရှိတဲ့အရာတစ်ခုမနေ့ညကဝိညာဉ်ပူးကတ်တုံးကရခဲ့တဲ့ဒဏ်ရာကြောင့် Portia ရဲ့နှာခေါင်းပေါ်ကပတ်တီးခိုးယူထားတဲ့အရာတစ်ခု Victoria ရဲ့ခေါင်းပေါ်ကစပင်တစုသူမရဲ့ကိုယ်ပိုင်ယူဒါကြောင့်သူမက Joel နဲ့ Noel တို့ကိုသူမရဲ့တန်းကြွယ်ခေါင်းကိုချိုးခိုင်းခဲ့ပါတယ်ပြီးတော့ Nicky ရဲ့တနက်တီးရည် Pickle Joyce အရေးမြွက်ပြောရရင်ဒါကတကယ်တနက်တီးရည်မဟုတ်ပါဘူးတို့ကိုစုဆောင်းရမှာဖြစ်ပြီးအဲ့ဒီပါဝင်ပစ္စည်းတွေအားလုံးကိုရောဆက်ပြီးတောက်ရမှာဖြစ်ပါတယ်ဒါပေမဲ့မင်္ဂလာပွဲဆင်မြင့်ပေါ်ကိုမလျှောက်လန်းခင်လေးမှတင် Rachel ကစွန့်စားပြီးဆေးရည်ကိုမတောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမက Nicky ဟာသူမရဲ့ဖူးစာဖက်အစ်စ်ဖြစ်တယ်ဆိုတာကိုယုံကြည်နေပေမဲ့ Nicky ကလက်ခံပါတယ်လို့ပြောရမယ့်အချိန်မှတင်သူကနောက်ဆုတ်ဖို့ဆုံးဖြတ်ခဲ့ပြီးအခြေခံအားဖြင့်သူက Rachel ကိုတိတ်ချစ်လွန်းလို့သူတို့တကယ်မင်္ဂလာဆောင်ဖို့မလိုပါဘူးလို့ပြောခဲ့ပါတယ်။အကြောင်းကတော့သူကသူမကိုအတင်းကျပ်တိုက်တွန်းခဲ့တယ်လို့ခံစားရပြီးသူမကိုယ်တိုင်ကတကယ်မင်္ဂလာဆောင်ချင်တာမဟုတ်ဘူးလို့ထင်နေလို့ဖြစ်ပါတယ်။ Nicky ကကျင်းစာအကြောင်းကိုမသိရှာပါဘူး။ဒါကြောင့်သူတို့ကနောက်ခန်းကိုသွားပြီးငင်းခုန်ခဲ့ကြက Rachel ကသူမကိုလက်ထပ်ဖို့သူ့ကိုအသေးအတန်ဖြောင်းဖြနေခဲ့ပေမဲ့သူကတော့လက်မခံခဲ့ပါဘူး။ထို့နောက်နေဝင်သွားခဲ့ပြီးအချိန်နှောင်းသွားခဲ့ပြီးမို့လို့အခုတော့သူနဲ့သူ့ရဲ့မိသားစုတစ်ခုလုံးကျင်းစာမိသွားခဲ့ပါပြီ။မင်္ဂလာပွဲကိုတက်ရောက်လာတဲ့ Nicky ရဲ့မိသားစုဝင်ပေါင်း100ကျော်ရှိနေပြီးရုတ်တရက်ဆိုသလိုသူတို့ရဲ့မျက်လုံးတွေပါးစပ်တွေထဲကနေအနီရောင်တွေထွက်လာခဲ့ပါတယ်။အခြေခံအားဖြင့်သူတို့ကဖူးစာဖက်အစ်စ်နဲ့မင်္ဂလာဆောင်ခဲ့တာမဟုတ်ဘူးလို့ယုံကြည်ကြသူတိုင်းကွယ်လွန်သွားကြတာဖြစ်ပြီးဘေးကင်းကြံရည်သူတွေကတော့လူပြိုအပြိုတွေနဲ့သူတို့ရဲ့ဖူးစာဖက်အစ်စ်နဲ့တကယ်မင်္ဂလာဆောင်ခဲ့ကြသူတွေပဲဖြစ်ပါတယ်။ပြီးတော့ကွာရှင်းတော့မယ်လို့ထင်ရတဲ့ဇနီးမောင်နှံဖြစ်တဲ့ Joel နဲ့ Noel တို့ကတော့တကယ်ပဲဘေးကင်းခဲ့တဲ့ဇနီးမောင်နှံအနီးငယ်တဲ့ကတတွဲဖြစ်နေပါတယ်။ချိန်စာကိုပြောင်းပြန်လှန်ဖို့အသေးအတန်ကြိုးပမ်းတဲ့အနေနဲ့ Nicky ရဲ့မိသားစုက Rachel ကို Nicky နဲ့လက်ထပ်ဖို့အတင်းအကျပ်လုပ်ခဲ့ကြပါတယ်။ သူ
သူတို့မင်္ဂလာပွဲထုံတန်းစင်လာကိုပြမြောက်အောင်လုပ်ခဲ့ကြပေမဲ့ Rachel ရဲ့မျက်လုံးနဲ့ပါးစပ်ထဲကနေအနီရောင်ရာတွေထွက်လာခဲ့ပြီး Nikki ကတော့အဆင်ပြေနေပုံရပါတယ်ဒီနေရာမှာပဲကျင်းစာကသူတို့ရဲ့ဖူးစာဖက်အစ်စ်နဲ့မင်္ဂလာဆောင်ခဲ့တာမဟုတ်ဘူးလို့ယုံကြည်တဲ့သူတွေအပေါ်မှာပဲတက်ရောက်တာကိုသိရှိရပါတယ်ဒါကြောင့် Rachel က Nikki ကိုဖူးစာဖက်အစ်စ်လို့မထင်ခဲ့ပေမဲ့ Nikki က Rachel ကိုဖူးစာဖက်အစ်စ်လို့ထင်ခဲ့တာမို့သူကဘေးကင်းခဲ့တာဖြစ်ပါတယ်ပြီးတော့ Nikki ရဲ့အမေ Victoria ကတော့ကျင်းစာကြောင့်တကယ်ပဲကွယ်လွန်သွားခဲ့ရပေမဲ့သူ့အဖေကတော့ Victoria ကိုသူ့ရဲ့ဖူးစာဖက်အစ်စ်လို့တကယ်ယုံကြည်ခဲ့တာမို့ဘေးကင်းခဲ့ပါတယ်ဒါပေမဲ့နောက်တနေ့မနက်မှာတော့ Rachel ကပြန်လည်တက်ရှင်လာခဲ့ပြီးတက်တည်အစ်ဖြစ်ဖို့ကျင်းစာတိုက်ချင်းခံခဲ့ရကထူးဆန်းတဲ့လူဝိုကြီးရဲ့နေရာကိုအစားထိုးယူခဲ့ရပြီးအခုတော့ထိုလူဝိုကြီးလည်းနောက်ဆုံးမှငြိမ်းချမ်းစွာထွက်ခွာသွားအားနိုင်ခဲ့ပါပြီသူမကကောင်လေးကျူကိုနှုတ်ဆက်စကားပြောခဲ့ပြီးသူ့ရဲ့ဖူးစာဖက်အစ်စ်နဲ့တေချာပေါက်မင်္ဂလာဆောင်ဖို့တတိပေးခဲ့ကသူမကိုယ်တိုင်အဲ့ဒီမှာတက်တည်အဖြစ်ရှိနေမှာမို့လို့စိတ်မပူဖို့ပြောခဲ့ပါတယ်သူမကရခင်တက်တည်ပိုင်ဆိုင်ခဲ့တဲ့ကားကိုမောင်းပြီးထွက်ခွာသွားခဲ့ကသူမရဲ့ကံကြမ္မာနဲ့မတိမျိုးဘဝအစ်စ်ကိုလက်ခံလိုက်ပါတယ်ပြီးတော့ဇလန်းအစာတုံးကထောင်ချောက်ထဲကနေလွတ်မြောက်သွားခဲ့တဲ့မြေခွေးကခြေထောက်တစ်ဖက်မပါပဲပတ်ပြေးနေတာကိုမြင်တွေ့ရပြီးဇလန်းပြီးဆုံးသွားခဲ့ပါတယ်